အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့နေတကင်းပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ပကံခင်းတန်း episode 3လားမသိပါဘူးဒါ This is the end ကျွန်တော်ဒီ castle ဆောက်ဖို့မိုင်းတွင်တူးရင်းနဲ့နောက်ပြီးမှနောက်တစ်နေရာပြောင်းလိုက်လို့ဒီကမိုင်းတွင်အတွက်လောက်ထားအဲ့ဒါတို့အခေါင်ကြီးဖြစ်နေတယ်ကျွန်တော်လည်းမသိဘူးဘယ်ပိတ်လိုက်တော့ပြုတ်ချပါတယ်အဲ့တော့ကျွန်တော်ရဲ့ episode 3ပေါ့ဗျာပကံခင်းတန်း episode 3အခုကျွန်တော်ကဒီနေ့ရဗီဒီယိုမှာတော့ကျွန်တော်ကင်းတန်းဆောက်မယ်ပေါ့ဗျာခုညမှာလေကက်စတယ်ဆောက်မယ်ကျော်ဒီဝိုင်းနေကက်စတယ်ဆောက်မယ်ဆိုတော့ကျွန်တော်ပစ္စည်းတော့ဆိုတာဒီမှာပစ္စည်းကမတရားလို့တယ်ဒီမှာတော့ဟောတာမဟုတ်ဘူးဒီမှာတစ်သားတွေစပရုကိုကြီးလိုက်သေးလိုက်လုံးခုဘုံနေလည်းပြန်တုတ်ထားတယ်ကျွန်တော်ခုကျွန်တော်ရွာလေးခဏသွားရင်iron dolly တွေလောက်အောင်ရွာသားတွေအပြင်မထွက်အောင် iron dolly iron တကားပေါ့ဒီမှာ3ခုကြည့်တော့56တောင်းဆိုရဒါလေးချက်လာရွာသားတွေလူကြီးပိတ်ထားဖွင့်တော့မယ်ဒီနေ့ episode ကတော့ကျွန်တော်တို့ castle ဆောင်းပါတော့ဗျာဒါဖွင့်ဖို့ကျွန်တော်ဒါလေးပူလေးလောက်ဘရိုတော့တုံးကြီးရေကောင်းပြီပါဟုတ်ဒီကောင်လို့ရပြီးပါဟာတော့နောက် episode 4 5ကြာဖြစ်လို့စားဆိုတော့ဒီပေါ်ဒါဖြတ်လိုက်တော့ဒါဆိုပစ္စည်းလက်စုပြီးသွားပြီဆိုတော့ castle ကိုဟိုနေရာမှာစောင့်မယ်ဆိုတော့ရွာတဲ့ရင်ခဏတစ်ချက်တော့ဝင်ကြည့်တာပြင်းပြီပေါ့အဆောက်ခင်လေးရွာသားတွေမိကွန်းပြောမဲ့နေရာလဲစောင့်မင်္ဂလာပါရွာသားကြီးသွားရအောင်ဆောက်ဒီ police နဲ့တက်လောင်ကြည့်အောင်ရွာမျှော်စင်ထိတ်ကြီးမှာအဲ့တော့ရွာသားတယောက်ပဲရှိရရင်းနေရတော့တခြားရွာခေါ်တာပဲသေးပါဘူးဖြစ်တာအောင်မနာကောင်ချောင်းနေပဲရောက်အောင်မနာတကောင်သုံးကောင်လူဖြစ်တာရွာသားတွေပြန်မွေးရမယ်ကျွန်တော်ရင်းနေကတယောက်ရွာနေပြီးသွားလားလို့ရင်းအပြီးဆုံးလာကျွန်တော်တို့ castle ဆောက်တော့ဟာကျွန်တော်မေ့နေတာဒီရွာဘယ်လိုပြန်ဖွင့်မအောင်တကားဟာအဲ့ကွာဖိုင်လုံငန်းမသိအခုဒီခုလူတာ၄ခု democrat ပဲနဲ့အဲ့ဆိုတော့ကျွန်တော်castle ဆောက်မယ်ဆိုတော့လိုအပ်တဲ့ပစ္စည်းခဏကျွန်တော်တို့မလိုအပ်တဲ့ဟာတွေထုတ်ထားလိုက်ကျွန်တော်အမှအရင် episode တော့လောက်ထားသေးအဲ့နဲ့မွေးလိုက် episode ကြမှာဝတ်မယ်ဆိုအရင်နေ့ကတော့အရင် episode တော့ဝတ်ထားပါတယ်အပြင်းပြန်ချွတ်လိုက်တို့မထားဒီရိုက်ထားဒီရိုက်ပတ်စီတော့ကစဲဟိုတူရေးကြည့်ဆောင်ဆိုတော့အဲ့တော့ဒီကောင်ကျွန်တော်ဆောင်တုတ်တက်ဆိုတော့တို့ castle ဆောင်မယ်ဆိုတော့ဘယ်မှာဆိုတော့ကျွန်တော်ဒီနားလေးမြည်ကြီးနေရှင်းလာခုနကကျွန်တော်မိုင်းတွင်းဖြစ်တတ်မှတ်လိုက်ခုနပြုတ်ကျသွားနေရမြည်ကြီးလေးစပါးဆိုင်ခင်းနေပါလေစိုက်ပြိုးကြီးမွေး
哦，你那8档，8档。အိမ်မနေအောင်ရပြီဒီအပြီးတော့ကစတဲ့စောင်းမယ်မိုင်းရှက်မိုင်းဟိုမိုင်းနဲ့စောင်းရင်စောက်ဖြစ်လောက်မယ်ဆိုတော့ကကျွန်တော်တို့အရင် episode တော့လောက်ထားသေးအရင် episode မဟုတ်ပါဘူးကျွန်တော်လောက်ထားပါ recording တော့မယူလိုက်ရ yesterdayဒီမှာစောက်မယ်ဒီမှာစောက်ပြီးရင်ဟိုဘက်ကမိုင်း chef လုပ်မယ်ဒီဘက်ကို site ပြိုးရေးလုပ်မယ်ပြန်နောက်တစ်ခါကျရင်လည်းအိမ်ကြီးပါစောက်အောင်ကျွန်တော်တဲ့နန်းတော်ကြီးဒါလည်းကျွန်တော်နန်းတော်2ခု3ခုလောက်စောက်မယ်လေနော်နောက် episode ဒီမှာဒီမြေကြီးလူပုံလေးရှင်းအောင်ဟုတ်တော့ကျွန်တော်တို့ညာဒီ stone brick ဟုတ်တယ်ဒီကောင်ဒါကတော့ minus 2နေရာဖြစ်ပါတယ်မြို့မှာဆိုလို့ပါကျွန်တော်ကတော့အဲ့မှာအိမ်ဆောင်နေနေအမှ village ကြီးဝင်လာပေါ့နော်ကျွန်တော်အောက်ကိုဆင်းပြီးတော့မတိုက်လိုက်ပါဘူးဘာလို့ဆိုတော့ village မှာ raid ဖြစ်မှာဆိုလို့ပါကျွန်တော်အခုတော့အိမ်ဆောက်ပြီးသွားပြီအဲ့တော့ငွေချင်းတို့ပြမယ်ခင်ဗျာဒီနှစ်3တကားကျွန်တော်အိမ်တွင်းလိုက်ရောအိမ်မဟုတ်ပါဘူးနန်းတော်တွင်းလိုက်ကြရှိအဲ့တော့9တော့ရဲ့ gate ပေါက်ဒါတော့လိုက်မယ်ဒီမလို့ဟုတ်ပြီโอเคမာတော့ရှိဘန်းကြော်လည်းမသိဘူးစောက်တယ်အပြင်ဒီထဲမှာလည်းကျွန်တော်တို့မှာအဲ့ရပါ kitchen ဟိုက storage နော်အဲ့တော့ဘာလဲ
ဟောရဆိုတော့ဒီမှာတက်ဖို့ကတော့၄ပေါက်ရှိတယ်ဒီပေါက်ကနေတက်ပြလိုက်တယ်နော်မိုးပေါင်နေတော့မှာရာကျွန်တော်ဘောရှာလို့တော့ပြောက်သွားပေါ်မှာဒီလေးစောင်းလို့ဆောက်တယ်ထိုင်လို့ရတယ်စကားပြောလို့ရတယ်ကြိုင်တော့နောက်တစ်ခါကျရင်ပြင်ဖြတ်လိုက်သွားရဒီပေါ်အရင်တက်ပြလာကျွန်တော်ပြရတဲ့တစ်ခုရှိသေးအောက်ထပ်မှာကျွန်တော်လောက်ထားမယ်secret တော့သူ့ဘာသူဖြစ်နေဒီကန်ကြီးနဲ့ဒီအောက်ထဲမှာပြတဲ့လိုက်ပြမယ်ဒီနားလေးမှာပြန်မယ်ဒီနားလေးမှာတော့တွေ့လားအတူလိုဖြစ်နေတယ်ကျွန်တော်ဒီမကောင်းဘူးကျွန်တော်ဒီဒီလိုထုံးရတယ်ကြောက်ကြညက်လေတာဒါရှိကန်ကျွန်တော်အပြီးကြောက်ကြရင်ဒီအောင်ကျွန်တော်ဆောက် secret ဒီကန်ဒီ secret 9ကန်ဒီဘက်ကရှိကန်ဘက်က9ကန်နှစ်ကန်ရှိနော်ဟုတ်တယ်အဲ့ဒါလုပ်လို့ရဒီငိမ့်ဝင်ဒီကန်ထုံးလားရှစ်အဲ့ဒါပါအဲ့ဒါဟုတ်တယ်ကျွန်တော်ပေါ်တက်လိုက်ပြန်မယ်ဟိုးပေါ်တက်နောက်ပြီးတော့ကျရင်9 chef ဖြစ်စောက်ပြအောင်โอเคကျွန်တော်ရဲ့ပေါ်တက်ပေါ့ပတ်တယ်ကျွန်တော်ပတ်ကြည့်တယ်အေးပတ်ထင်းနဲ့လက်ချော်ရတယ်ခုနကျွန်တော်ပိုက်တယ်ရှိကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ် like and subscribe လေးလုပ်ကြပါဦး